ကျမကဝမ်းစာရေးအတွက်အစားအသောက်ပို့ဆောင်တဲ့အလုပ်လုပ်ကိုင်ရင်းချမ်းသာတဲ့ဂျွန်ကအီလာကိုလမ်းခွဲနေတဲ့မြင်ကွင်းကိုအမှတ်မထင်တွေ့ခဲ့ရတယ်။အီလာကအလုပ်အတွက်ပြည်ပကိုပြောင်းရွှေ့ဖို့စတရွတ်တောင်းဆိုနေခဲ့တာပါ။ဒေါသအရှိန်နဲ့ဂျွန်ကကျမစီလျှောက်လာပြီးသူ့ကိုလက်ထပ်ဖို့ဒေါ်လာ2တန်းကမ်းလှမ်းခဲ့တယ်။မျှော်လင့်မထားတဲ့တနောက်ဥစားတွေနဲ့ရင်ဆိုင်လိုက်ရတော့ကျမလည်းဒီသဘောတူညီချက်ကိုချက်ချင်းလက်ခံလိုက်တာပေါ့။မင်္ဂလာဆောင်ပြီးနောက်ဂျွန်ကလစဉ်ထောက်ပံ့ကြေးဖြစ်ဒေါ်လာ3သိန်းပေးခဲ့ပေမဲ့နေ့စဉ်လူမှုဘဝမှာတော့ကျမကိုခက်စိမ့်စိမ့်ပဲဆက်ဆံခဲ့တယ်။ဒီလိုစီစဉ်မှုကကျမအတွက်တော့အကွက်ကိုက်ပါပဲ။ကျမရဲ့ဆင်းရဲတဲ့ဘဝကြီးကတိတိတတ်ကြီးတိုးတက်ပြောင်းလဲသွားခဲ့ပြီးဗန်စရင်တွေကငွေပမာဏတိုးလာတာကိုကြည့်ပြီးကျမစစ်မှန်တဲ့ပျော်ရွှင်မှုကိုပဲခံစားခဲ့ရတယ်။ဒါပေမဲ့အတွေ့တစ်ခုကကျမကောင်းထဲဝင်လာခဲ့တယ်။အီလာနိုင်ငံတွင်းကိုပြန်တန်းလာတာနဲ့ဂျွန်ကကျမကိုချက်ချင်းကွာရှင်းတော့မှာပဲ။ကျမစုဆောင်းထားပြီးသားတန်းပေါင်းများစွာသောငွေတွေကိုစိုက်ကြည့်ရင်သူ့စီကနေနောက်ဆုံးချိန်ဖြစ်အပေါ်နစ်နာကြေးကိုညှစ်ထုတ်ဖို့စီစဉ်ခဲ့ပါတယ်။အဲဒီညမှာပဲ fitness influencer တယောက်ရဲ့ကောက်ကွက်ဗီဒီယိုတွေကိုကြည့်နေတာကိုဂျွန်မျက်မြင်မိသွားအောင်ကျမတမင်တကာမိဖမ်းခိုင်းခဲ့တယ်။သူကမျှော်လင့်ထားတဲ့အတိုင်းဒေါ်လာတကြီးဖြစ်သွားပြီးအိမ်အောင်ရေးကိုအဆုံးသတ်ချင်နေတာလားလို့မေးလာခဲ့တယ်။ကျမလည်းချစ်စနိုးမျက်နှာပေးလေးချက်ချင်းလှုပ်လိုက်ပြီးဒီလိုတွေးမျိုးတစ်ခါမှမတွေးခဲ့ပါဘူးလို့ဇွန်ညင်းလိုက်တာပေါ့။ဒါပေမဲ့စိတ်ထဲမှာတော့သူကျမကိုကွာရှင်းပြက်ဆဲကြီးဘလောက်တောင်ကန့်လန့်မလဲဆိုတာသိချင်နေခဲ့တယ်။ကျမခံမှန်းခဲ့တဲ့အတိုင်းပဲဂျွန်ကစာချုပ်စာတမ်းတစ်ခုကိုထုတ်လာခဲ့ပါတယ်။ကျမရဲ့အစီအစဉ်ကအပြစ်ပြောစရာမရှိအောင်မြင်နေပုံမှာပဲကျမနာမည်လက်မှတ်ထိုးဖို့ပြင်လိုက်တဲ့အချိန်မှာပဲစာရွက်ပေါ်မှာကျမရဲ့လက်မှတ်ကပါပြီးသားဖြစ်နေတာကိုသတိပြုမိလိုက်တယ်။ဒါကကွာရှင်းပြက်ဆဲရေးစာချုပ်လုံးဝမဟုတ်ပဲမင်္ဂလာမဆောင်ခင်ကကျမလက်မှတ်ထိုးခဲ့တဲ့ထိမ်းမြမှုအကျိုးသဘောတူညီချက်ဖြစ်နေတာပါ။တကယ်လို့ကျမဘက်ကကွာရှင်းခွင့်တောင်းရင်ရရှိထားတဲ့ရန်ပုံငွေအားလုံးကိုပြန်လည်ပေးလျော်ရမယ်ဆိုတဲ့စည်းကမ်းချက်ပါဝင်နေခဲ့တယ်။သူ့ရဲ့ထောင်ချောက်ကအလွန်ကိုပတ်နဲ့လုံးပါတယ်။ထိုစဉ်ကကျမကဒေါ်လာ2တန်းကိုလက်ခံဖို့ပဲစိတ်ဆောနေခဲ့ပြီးစာသားအသေးစိတ်ကိုတေချာဖတ်မကြည့်ခဲ့မိဘူး။ကျမမသိခဲ့တာကသူကဒီအကာအကွယ်ကိုအစောကြီးကတည်းကကြိုတင်ပြင်ဆင်ထားခဲ့တာပါ။ဂျွန်ကကောလိပ်တုံးကလေးကကျမကိုတိတ်တဆိတ်ချစ်နေခဲ့တာထိုစဉ်ကကျမကကျောင်းကားဖျားဖို့အတွက်ပဲအာယုံစိုက်နေခဲ့ပြီးကျမကိုလိုက်ပိုးပန်းတဲ့ယောက်ျားလေးတိုင်းကိုညှင်းပယ်ခဲ့တယ်။ဒါကြောင့်ဂျွန်ကအကွက်တစ်ခုဆင်ခဲ့တာပါ။သူကပြည်ပမှာအလုပ်လုပ်ဖို့အိမ်မက်နေတဲ့အီလာနဲ့တွဲနေတရားဟန်ဆောင်ခဲ့ပြီးအီလာနဲ့ရန်ဖြစ်မဲ့အချိန်ကိုရွေးကဒေါသအဟုန်တုနဲ့ကျမကိုစာချုပ်လက်ထပ်ပွဲအဖြစ်ကမ်းလှမ်းခဲ့တာဖြစ်တယ်။စင်ဆက်မပြတ်ငွေကြေးထောက်ပံ့မှုကကျမကိုနောက်ဆုံးမှာသူ့အပေါ်စိတ်ညစ်သွားစေလိမ့်မယ်လို့သူမျှော်လင့်ခဲ့တာပေါ့။တကယ်တော့ကျမစိတ်ဝင်စားတာကသူ့ရဲ့ပတ်စံတစ်ခုတည်းပါကျမကွာရှင်းခွင့်အောင်မြင်ရမယ့်နည်းလမ်းတွေကိုပဲစက်တိုက်စဉ်းစားနေခဲ့ရင်အီလာတစ်ခါကသူ့ကိုပေးခဲ့ဘူးတဲ့လက်ဆောင်တစ်ခုကိုတွေ့သွားခဲ့တယ်အစီအစဉ်အသစ်တစ်ခုကျမခေါင်းထဲပေါ်လာပြန်တယ်အဲ့ဒီလက်ဆောင်ကိုကျန်းပြင်ပေါ်တမင်တကာချထားပြီးကျမခြေထောက်နဲ့နင်းချေပစ်လိုက်တယ်ပြီးတော့ဓာတ်ပုံတွေရိုက်ပြီးအီလာစီပို့ကသူ့ရဲ့လက်ဆောင်ကဘာတန်ဖိုးမှမရှိပါဘူးလို့လှောင်ပြောင်လိုက်တာပေါ့သူကဒေါသမြောက်များထွက်သွားပြီးကျမကသူ့ရဲ့အစားထိုးတက်ပဲဆိုတာတက်တေပြဖို့နဲ့ကျမကိုသင်ခန်းစာပေးဖို့ပြန်လာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အားလုံးကကျမမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာခဲ့ပါတယ်နောက်ရက်မှာအီလာကနိုင်ငံထဲကိုပြန်ရောက်လာပြီးဂျွန်ရဲ့ဗီလာစီတန်းတန်းမမတ်လာခဲ့တယ်သူကဂျွန်ကိုပွေ့ဖက်ဖို့တုံဆိုင်ခြင်းမရှိဘဲပြေးဝင်သွားပေမဲ့ဂျွန်ကတော့ရက်နေတဲ့နေရာမှာတင်ကြောင်အန်းသွားခဲ့တယ်ကျမကသူ့ကိုအီလာစီတွန်းပို့ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ကျမခွန်အားသုံးလိုက်တာများသွားလို့ကိုယ့်ရဲ့ဟန်ချက်ပြတ်သွားခဲ့ပြီးအီလာဘော်ကိုပဲတန်းမတ်လဲကျသွားခဲ့ရတယ်ကျမဒီတစ်ချိန်မှာအောင်မြင်လိမ့်မယ်လို့တင်ထင်ပါသလား